ပါရင်လည်းစောက်တော်သားတွေဆိုကြည့်မရဘူးအဲ့ဒါမှစောက်တော်သားတွေကိုယ့်ရဲ့ comment box မှာသိရမလားစောက်တော်သားလာဆန်နေလို့လုပ်ပေးလိုက်တာဒီတချင်း reaction အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jackson streaming ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်လို့ reaction video ကလို့လုပ်တော့မလုပ်ချင်ဘူးဒါပေမဲ့လို့ကျွန်တော်ရဲ့ comment box ထဲမှာအဲ့လိုမျိုးဘလို့တောင်းစင်ရေမရလို့ comment ငယ်ပေါ့နော်အဲ့လိုမျိုးမန်တာတွေ့လို့ပေါ့နော်ဟိုလိုအဲ့လိုမန်တာလည်းဟိုလိုစောက်တော်သားတွေပေါ့နော်ဟိုလိုမျိုးကျွန်တော်ကိုသိရမလားအကျိုးသိအကြောင်းသိရလို့ဝေဖန်တဲ့သူတွေကိုပြောချင်တာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဘာမှလည်းလို့အတိတ်ပဲလည်းမရှိလို့တောက်စင်လည်းရင်မရတဲ့စကလုံးနေနဲ့လို့ comment ပေးတဲ့အဲစောက်တော်သားတွေကိုစောက်မြင်ကတ်လို့ဒီကနေ့ဒီတချင်း reaction video လောက်တာဖြစ်ပါတယ်အပုံမှန်ကျွန်တော်ဒီနေ့နားမှာပေါ့နော်ဒီနေ့ကတောက်ကြနေဆိုတော့ TJF ဆိုတော့ကျွန်တော်အစနားအောင်မှုပဲဒီနေ့မလုပ်တော့ဘဲねဒါပေမဲ့အဲ့စောက်တော်သားတွေအတွက်ကိုဒီတချင်း reaction video လုပ်ပေးတာပဲဖြစ်ပါတယ်ပြီးတော့ disclaimer အနေနဲ့ပြောချင်တာကြတော့ပေါ့နော်ကျွန်တော်က reaction လုပ်တာပေါ့နော်အဲ့လိုမျိုးတချင်းတွေကို analysis အဲ့လိုဒါဘယ်လိုပြီးနေဆိုထားတယ်ဒါပရဘာပါတယ်ဘယ်လို flow နဲ့ဆိုတယ်အဲ့လိုမျိုးတွေ analysis လုပ်တဲ့သူမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်က just reaction ပေါ့နော်ကိုဘယ်လိုခံစားရတယ်ဘယ်နေရာကိုဘယ်လိုကြိုက်တယ်ဆောင်းရမ်းဘယ်နာဆောင်းရမ်းမိုက်တယ်အဲ့တော့ reaction သဘောမျိုးပဲ analysis မဟုတ်ဘူးဟို music knowledge လေအပြည့်အဝရှိရလူတွေကိုလေအစိုးရလည်းမပြောထားဘူးပေါ့နော်အဲ့ဒါပဲ disclaimer အနေနဲ့ပြောချင်တာပါအဲ့လိုတကူကကြာတော့လည်းမျိုး rapper fan boy လေးပေါ့နော်အဲ့လို underground ကလို့ rap တချင်းတွေမှာလို့ကောင်းတယ်လို့ထင်တယ် rapper fan boy လေးတွေရှိဘာလဲတော့မသိဘူးဒီဘက်ကမှရှိသေးလို့ underground နဲ့ mainstream ဆိုပြီးခွဲအောင်အကုန်လုံးက mainstream ဖြစ်နေပြီ underground rapper ဆိုတာရှိသေးလို့လားအခုမှစတက်တဲ့သူတွေကိုတော့ကိုမပြောချင်ဘူးเนาะအဲ့လိုမျိုး mainstream ဆိုပြီးဒါပေမဲ့အခုချိန်မှာဘယ်လိုသူတွေကို underground rapper လို့ပြောဘယ်လိုလူတွေကို mainstream လို့ပြောဒါပေမဲ့ကိုသိတဲ့ rapper တွေအကုန်လုံးကတော့ mainstream နေဖြစ်ကုန်ပြီသိလားကိုသိတဲ့ rapper တွေအကုန်လုံးက mainstream ဖြစ်နေပြီဟုတ်ဘယ်လို rapper တွေက underground လဲဆို comment မှာတစ်ချက်လောက်ရေးပြီးတော့အရင်သိချင်လို့အကုန်လုံး mainstream ဖြစ်နေပါပြီဒီဘက်ခေတ်ကြီးမှာဟုတ်တယ်မလားဘယ်သူက underground rapper လဲ okay ခေါင်းစဉ်လမ်းလွဲသွားမှာဆိုလို့စောက်တော်သားတွေအတွက်ဒီတချင်းကို reaction video လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်ပုံမှန်ဆိုကျွန်တော်ကဒီနေ့မလုပ်ဘူးပေါ့နော်sorry တချင်းနာမည်က Eyes on Me တချင်းနာမည်က Eyes on Me relook ရဲ့ KN နဲ့ဆိုထားတာပေါ့နော်လွယ်မယ်ထင်လိုက်လို့ကြည့်နော်ငါတို့သမ ्या ကိုလွယ်မယ်ငါတို့သမ ्या ကိုလွယ်မယ်ထင်လိုက်လို့ကြည့်နော်စောက်တော်သားတွေအဲ့ဒါပဲပြောလိုက်မယ်လွယ်မယ်ထင်လိုက်လို့ကြည့်လိုက်ရေးလို့ကြည့်လိုက်ပြီးတော့မှလာပြော我就是干了些爱后你，来嘛他们一个人别联系，有那些事 I don't wanna pay， 是要你来没爱你，得看看舞台，但是留意，切切来就是种危险。I'm a way I'm so down， 别让我表演，老多喵老么好，地球没路讲嘞，那会让你听你表，暴露我个放嘞，老多喵别的表后的。你没有被告呢。Never ever give up， 没努力想你家边爱别切 ，I'm a little woman glow， 出门变别的，是叫你带苗连家嘛我们别，就算用个时间我带没路面不起，老多喵累里天满没路面比。ဟမ်လုံးသမ ्या လွယ်ထင်နေလားမသိဘူးဒီဗီဒီယိုလေးကြည့်ပြီးတော့လို့ comment လေးရေးရတော့စောင်းရမ်းလွယ်ထင်နေလေစောင်းရမ်းလို့ comment လေးရေးရတော့ဗီဒီယိုလေးတင်စောင်းရမ်းလွယ်ထင်နေတာမင်းတို့အတန်သွင်းကြည့်ရင်စောက်တော်သားတွေဒီလိုမျိုးအတန်သွင်းကြည့်ရင်သွင်းမှလာပြောဒီလိုမျိုးစကားပြောတာမထစ်ပဲပြောကြည့်ရင်အဲ့လိုအတန်သွင်းကြည့်လိုက်စောက်တော်သားတွေပြောရင်ပြောရဖြစ်မယ်就算用个时间我带没路面不起，老多喵累里天满没路面比。
feature near the live rama tinya ni shi ye men na lo like ပြီးတော့ be le is saying အလုံးထပ်ဖို့တည်တယ် oh I don't mean အလုံးပြောင်းလွယ်မဲ့ထင်လိုက်လို့ကြည့်နားလို့ပေါ်ကြစကားမလို့ I don't need လာမထမညီကိုရမြဲတမ်းရှိပြုံးနေရှိစံ I don't wanna pay shit ရောင်းနေလာမယ်ငါနေတဲ့ကသမုဒ္ဒရာတဲ့နေရေးချစ်ချင်တာကြိုးရှိdon't wait so Now so molding get got sabi load the show show the lotion low me no puedo bottom hole and when the day I'm doing is changeable these don't never melod me load the same show load it load your this and load ji shit those some turn it on me boy got less on me who got sa song ji like now that day I won't the yak what they got hold me to chai da my only eyes on me don't let me no like load ji boy I in a chain be never lonely I'm just to the got to go me know your show no them too low no boy go piece me bitches stay do or die me chai da yue do ne la ni me me boy me twe လိုက်လို့ကြည့်စောက်တော်သားတွေငါတို့တမြောက်လွယ်မဲ့ထင်လိုက်လို့ကြည့်နော်အဲ့ဒါပဲပြောချင်တယ် stay do or die me chai da yue do ne la ni me me boy me twe လိုက်လို့ကြည့်Just do it. Why yeah, chase you made it. I can't reload amazing. no straight Hey, hey, hey. Okay ဟိုဟာ reload ရဲ့ ISO မီတချင်းအောင်ဒီလောက်ပဲပေါ့နော်ဒီတချင်းကတော့ကိုယ်အဲ့လိုအရင်တည်းကလည်းနားထောင်နေကြိုက်လဲကြိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီတချင်းဒီလိုပုံစံမျိုးနဲ့ reaction video လုပ်ချင်တာတော့မဟုတ်ဘူးကိုယ့်ကို quality ရှိရှိလုပ်ချင်တာဒါပေမဲ့ဘယ်ကအဲ့လိုကိုကအရင်ကစောက်တော်သားတွေဆိုကြည့်မရဘူးအဲ့ဒါမှစောက်တော်သားတွေကကိုယ့်ရဲ့ comment box မှာသိရမလားစောက်တော်သားလာဆန်နေလို့လုပ်ပေးလိုက်တာဒီတချင်း reaction သိလားပုံမှန်ဆိုမလုပ်ချင်ဘူးဒီတချင်းကိုလုံးဝ quality ရှိရှိပဲလုပ်ချင်တာအဲ့တော့ဒီနေ့ reaction video ကဒီလောက်ပဲဒီ video ကြည့်ပြီးစောက်တော်သားတွေဆိုလို့ရှိရင်တော့ကိုယ့်ကိုနာသွားလိမ့်မယ်ပေါ့နော်စောက်တော်သားမဟုတ်တဲ့လူတွေကတော့နာမှာမဟုတ်ဘူးကိုယ့်ရဲ့ audience တွေကတော့ဒီတချင်းကိုနားထောင်ပြီးကိုပြောတဲ့စကားသုံးတော့အဲ့လိုစိတ်ထဲအဲ့လိုတမျိုးဖြစ်သွားမှာမဟုတ်စောက်တော်သားတွေဆိုတော့ဖြစ်သွားလိမ့်မယ်ဒီနေ့ reaction video ကဒီလောက်ပဲ bye guys